Binance ကိုအသုံးပြုပြီးငွေရှာလို့ရတယ်ဆိုတာကိုသိပြီးကြရလားမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုမှာကျွန်တော်အနေနဲ့အချင်းချုပ်ရှင်းပြပေးတော့ပါမယ်အခုမှစတင်အသုံးပြုမဲ့သူတွေအတွက်မိတ်ဆက်ဘောနဲ့အနေနဲ့ဒေါ်လာတွေရမယ်ကမ်ပိန်းတွေမှာပါဝင်ပြီးတော့လည်းဒေါ်လာတွေ coin တွေရမယ်ရလာတဲ့ coin တွေကိုဒေါ်လာတွေနဲ့လဲလှယ်ပြီးတော့မြန်မာငွေ KP ဝစ်ပြီးလို့နဲ့ရောင်းလို့ရပါတယ်နောက်ပြီးယင်းနှမြုပ်နှံမှုပြုလုပ်မဲ့သူတွေအတွက်လည်း crypto coin တွေ company stock share တွေရွှေငွေစတာတွေကိုလည်းဝယ်လို့ရတဲ့အပြင်ရေတိုရေရှည်ရောင်းဝယ်မှုတွေပြုလုပ်ပြီးတော့လည်းအမြတ်ရှာလို့ရပါတယ်Binance မှာငွေရှာဖို့စမ်းကြည့်မယ်ဆိုရင်တော့အရင်ဆုံး Binance အကောင့်ဖွင့်ရပါမယ်။ Binance အကောင့်ဖွင့်ဖို့ကတော့ App Store ဒါမှမဟုတ် Play Store မှာ Binance လို့ရေးရှာပြီးတော့ download ဆွဲလိုက်ပါ။ရလာပြီဆိုရင်ကိုယ့်ရဲ့ Gmail ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လိုက်ပါ။အကောင့်ဖွင့်တဲ့အခါမှာလည်းဒီ code ကိုအသုံးပြုပါ။ဒီ code ကရောင်းဝယ်ပြုလုပ်ပြီးတော့အမြတ်ရှာတဲ့အခါမှာလည်း20% free discount ရတာမို့လို့အသုံးပြုရတာအဆင်ပြေပါတယ်။အကယ်၍ Binance အကောင့်ဖွင့်တတ်ဘူးဆိုရင်တော့အခုပြပေးထားတဲ့ user name ကို Telegram မှာရိုက်ရှာပြီးတော့လာရောက်မေးမြန်းနိုင်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတစ်ပုဒ်မှာပဲပြန်ပြီးဆုံးဖြတ်ကြပါမယ်ခင်ဗျာ။